မင်္ဂလာပါရှင်ဆို easy kitchen မှာပြန်လည်ကြိုဆိုပါရရှင်ဒီနေ့တော့ပိတ်ရက်တွေစောင့်နေစရာမလိုပဲနဲ့စက်တနီချက်ကလေးကိုရုံသားကန်ဒီအမြန်ချက်တာလေးကိုပြန်လည်မျှဝေပေးပါမယ်ရှင်ပထမဦးဆုံးချင်းနဲ့ချက်သွန်ဖြူကိုညနေအောင်ထောင်ထားလိုက်ပါတယ်ချက်သားကိုရင်ပုံသား20သားလောက်ကိုအတုံးသေးလေးတွေလှီးပြီးတော့စားနေပြီးနှက်ထားလိုက်ပါတယ်ပြီးရင်တော့ချက်သွန်အနီး9ဦးလောက်ကိုအခွန်ခွာထားလိုက်ပါတယ်ခွန်ခွာပေးပြီဆိုလို့ရှိရင်တော့ရေစင်အောင်ဆေးပြီးတော့နှုတ်ကလေးတွေလှီးပေးပါမယ်တဲဟုတ်ပူလာပြီဆိုလို့ရှိရင်တော့စီထည့်ပါတယ်စီဆူလာပြီဆိုလို့ရှိရင်တော့တခြားလက်ဖက်စားစွန်းနဲ့နှစ်စွန်းလောက်ကိုထည့်ပြီးတော့မှုေပေးပါမယ်တခြားတွေအားလုံးကအရေးပြောပြီးတော့မွေးလာပြီဆိုလို့ရှိရင်ချက်သားကိုထည့်ပြီးတော့လုံပေးပါမယ်ဘဲငါပြာရည်အကျဲအငံကိုထည့်ပါတယ်ပြီးရင်တော့ဆွနှမုံလေးနည်းနည်းထည့်ပါတယ်စားနဲ့ငယ်ထည့်ပါတယ်ချက်သားတွေအားလုံးကပန်းရောင်လေးတွေပြောက်ပြီးအားလုံးအချူရောင်ပြောင်းသွားပြီဆိုလို့ရှိရင်တော့ချက်သွန်ဖြူနဲ့ချင်းနဲ့ရောထောင်းတာလေးကိုထည့်ပြီးတော့လုံပေးပါမယ်ပြီးလို့ရှိရင်ချက်သွန်အနီးလှီးထားတာလေးတွေကိုလည်းခါရဲထည့်လိုက်ပါမယ်ရေမထည့်ခင်မှာဖုံးလေးနဲ့အုပ်ထားလိုက်ပါမယ်ဒီလိုမျိုးကိုလေးကကပ်ပြီးတော့စီလေးပြန်နေပြီဆိုလို့ရှိရင်တော့နှက်နေအောင်ဝေပေးပါမယ်နှက်နေအောင်ဝေပေးပြီးဆိုလို့ရှိရင်ရေလေးနည်းငယ်ထည့်ပြီးတော့ဖုံးပြန်အုပ်ထားလိုက်ပါမယ်ဒီလိုမျိုးစီပြန်နေပါပြီရတာကအငံတက်ကလေးလိုပဲငှက်ပြိုင်လေးနည်းငယ်ထည့်ထားပါတယ်အဲဒါကြောင့်ရောင်လေးကပိုလှသွားပါတယ်အနည်းကလေးကြအောင်လို့ရေလေးနည်းငယ်ထည့်ပြီးတော့စီပြန်အောင်ဆောင်းလိုက်ပြီဆိုလို့ရှိရင်တော့ချက်တင်နေချက်အမြန်ချက်တင်နေလေးဟာပြီးသွားပါပြီရှင်ပြီးရင်တော့အနက်လေးပုံမွေးသွားအောင်လို့ငရုတ်ကောင်းလေးအနည်းငယ်အုပ်လိုက်ပါတယ်ဒီနေ့ကတော့ချက်တင်နေချက်ကလေးကိုအချိန်အများကြီးပေးစရာမလိုဘဲနဲ့အလွယ်ချက်နိုင်တဲ့နီလန်းလေးကိုပြန်လည်မျှဝေပေးခဲ့တာဖြစ်ပါတယ်နောက်ဗီဒီယိုသစ်တင်မှာလည်းဘာတွေတင်ဆက်ပေးအောင်မလဲဆိုတာကိုစောင့်ကြည့်ပေးပါအောင်နော်